ဘာကြီးကိုတုံလုံးစီခဲ့တဲ့အထိရက်ဆက်သုံးသူများမိုင်းဆိုတာလူသားတွေရေးထိုးခဲ့တာပါဒါပေမဲ့အဲ့ဒီတမိုင်းတွေထဲမှာတကဘာလုံးရဲ့ကံကြမ္မာကိုလက်ဝါးနဲ့ထည့်ခဲ့တာပြီးလူတန်းပေါင်းများစွာရဲ့အသက်ကိုချင်းချောက်ခဲ့တဲ့ပုံကိုယ်တွေရှိခဲ့ပါဒီနေ့မှာတော့တကဘာလုံးကိုတုံလုံးစီခဲ့တဲ့နေချက်တွေအကြောင်းကိုပြောပြပေးသွားမှာပါဗီဒီယိုလေးမဆိုင်ရင်လိုက်ရင် follow လေးလုပ်ပေးခဲ့ပါဦး Number 1 Hitler နောက်မဲ့ဇိုးနဲ့ကြိုးကြားပြီးတကဘာလုံးကိုတိတ်မိုက်ချတဲ့နာဇီခေါင်းဆောင်ပဲဖြစ်တယ်သူကဒုတိယကမ္ဘာစစ်ကိုစတင်ခဲ့သူဖြစ်ပြီးကျူးလူမျိုး6တန်းကျော်အစုလိုက်ပြောင်းလိုက်လူမျိုးတို့တပ်ဖြတ်ခဲ့တဲ့ Holocaust ပြည့်စုံတဲ့တရားခံလည်းဖြစ်တယ်သူရဲ့အာဏာရှင်ဆန်မှုနဲ့နေချက်လူရဲ့စိတ်ကြောင့်တကဘာလုံးစစ်မှုတောက်ခဲ့ရပြီးလူပေါင်း390ကျော်သေဆုံးခဲ့ရပါတယ် Number 2 Genghis Khan တမိုင်းမှာကြီးမားသောဂုဏ်မြင့်အင်ပါယာကိုတည်ထောင်ခဲ့တယ်သူရဲ့မွန်ဂိုလီးယားတပ်အာရှနဲ့ဥရောပအထိတားမရနိုင်အောင်နေရှိခဲ့ကြတယ်သူရဲ့ကျူးကျော်မှုတွေအတွင်းမှာတကဘာလုံး17ရာခိုင်နှုန်းလူဦးရေသေဆုံးခဲ့ရတယ်လို့သိရတယ်လူသွားလေးရာမြို့ပြကြီးပဲကျန်ရည်တဲ့အထိရဲရဲဆက်ဆက်နေရှိခဲ့တယ် Number 3 Joseph Stalin ဆိုဗီနီယန်ရဲ့အာဏာရှင် Joseph Stalin ပဲဖြစ်တယ်သူကဒုတိယကမ္ဘာစစ်ဟစ်တလာကိုတိုက်ခိုက်ခဲ့သူဖြစ်ပေမဲ့သူ့ရဲ့နိုင်ငံသားတွေပေါ်ရက်စက်မှုကြောင့်တောက်ချာကောင်းလာပါတယ်။အငတ်ပေအချင်းစခန်းနဲ့နိုင်ငံရေးပုံစံသူတွေကိုတုံ့ပြန်ရှင်းလင်းမှုကြောင့်လူတန်းပေါင်း20ကျော်သေဆုံးခဲ့ရလို့ယူဆရပါတယ်။ Number 4 Hirohito တချင်ဂျပန်တို့ရဲ့နေဝင်အင်ပါယာကိုတည်ထောင်ခဲ့သူဖြစ်ပြီးဒုတိယကမ္ဘာစစ်အတွက်အာရှတိုက်တစ်ခုလုံးကိုသွေးစွန်းစေခဲ့တယ်။သူတို့ရဲ့နေချက်မှုတွေရိုးရိုးနေနေသိမ်းပိုက်လာတဲ့ပိုးခဲ့ပြီးလူသားမျိုးတွေပေါ်ကျူးလွန်ခဲ့တဲ့ရက်စက်မှုတွေကဒီနေ့ထိသမိုင်းမှာအမဲဆက်အဖြစ်ကျန်နေသေးပါပဲ။1939ခုနှစ်တရုတ်နန်ဂျင်းမြို့ကို6ပတ်အတွင်းမှာတရုတ်စစ်တုပ်ပန်းနဲ့အရက်သားပေါင်း3သိန်းကျော်ကိုတပ်ဖြတ်ခဲ့တယ်။လူသမီးထောင်ဝန်းများစွာကိုစော်ကားခဲ့ပြီးကလေးငယ်တွေတော့မချန်တပ်ဖြတ်ခဲ့တယ်။စစ်ပွဲတပ်ပူပြီးကြောက်ကြကောင်းတာက Unit 731မှာဒါလူသားတွေကိုအရှင်လက်ဇီဝလက်နဲ့ဆန်းသက်တဲ့ဂျပန်တို့ရဲ့လိုအပ်တက်ခွေခံပါဒီမပါပဲခွဲစိတ်တာယောဂပိုးတွေထိုးသွင်းတာအေးခဲနေတဲ့ချိန်မှာလူခန္ဓာကိုယ်ကဘယ်လိုတုံ့ပြန်လဲဆိုတာအသက်ရှင်နေဆန်းသက်ခဲ့ကြပါဆန်းသက်ခဲ့ရသူအားလုံးဒီပါအသက်မရှင်ခဲ့ကြပါဘူးမြန်မာနိုင်ငံမှာလည်းတင်မင်းတမန်ရထားလန်းဆိုတာရှိပါတယ်စစ်တုပ်ပန်းနဲ့မြန်မာအပါအဝင်အာရှတိုက်သားဝေါများစွာအငတ်မုံမှုယောဂပိနဲ့နှိမ့်ဆက်မှုတွေကြောင့်ရထားလန်းတွေပေါ်မှာအလောင်းကြီးထက်လောက်အထိတည်ဆုံးခဲ့ကြပါတယ်ဒီသမိုင်းတွေကိုကျွန်တော်ပြန်ပြောပြနေတာမုံပေါ်အောင်မဟုတ်ပါဘူးစစ်ပွဲရဲ့သဘောတဘာဝနဲ့နေချက်ဝါဒရဲ့ရက်ဆက်ပုံကိုနောက်လာသားတွေတင်ငယ်စာယူနိုင်အောင်ပါလူသားချင်းစာနာထုတ်ထားမှုကင်းမဲ့တယ်ဘလို့အာဏာရှင်စနစ်မျိုးမဆိုသမိုင်းရဲ့တရားခံတွေဖြစ်ခဲ့ပါတယ်ဒီလူတွေကသူတို့ရဲ့ရည်မှန်းချက်တွေအတွက်ကဘာကြီးကိုပျက်စီးခြင်းအတွင်းတုံ့မိုးခဲ့ကြသူတွေပါဒါပေမဲ့သမိုင်းရဲ့တင်ငယ်စာပေးခဲ့တာတခုကဘလောက်ပဲကြီးမားတဲ့ချင်းချောက်မှုဖြစ်ပါလေလူသားတွေရဲ့ညီညွတ်မှုနဲ့ငြိမ်းချမ်းရေးမျက်နှာစိတ်ကိုတော့ဘယ်တော့မှမတိုက်နိုင်ခဲ့ပါဘူးခင်ဗျားတို့ရဲ့ဒီလူတွေမှာဘလို့ကိုကြောက်ရဆုံးလို့ထင်ရပါတယ်။အုံးမှမှာရေးပေးခဲ့ကြပါဦး။